ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေပရိသတ်တွေကိုဗဟုသုတရရှိဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့နေချက်ချင်းဟာဘယ်အချိန်မှဖြစ်ပေါ်တယ်လဲဆိုတာကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များခင်ဗျာလားဟာနေထက်အစ400ကျော်သေးငယ်ပါတယ်ဒါပေမဲ့အစ400လောက်ထပ်တူနီးပါဖြစ်ခဲ့ပါသေးတယ်ဒါကြောင့်ကျွန်တော်တို့ကနေနဲ့လနှစ်ခုစလုံးကိုအရွယ်အစားအတူတူပဲလို့မြင်ခဲ့ကြတာဖြစ်တယ်နေကလာတဲ့အလင်းကိုလကအလုံပိတ်ကထားလိုက်တဲ့အချိန်မှာနေချက်ချင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်နေကလာတဲ့အလင်းရောင်အားလုံးကိုအပိတ်ခံလိုက်ရပြီးနေတစ်ခုလုံးကျက်သွားတဲ့အချိန်မှာနေကင်းဘက်ကအမှောင်ကျသွားပါတယ်ဒါပေမဲ့နေအလင်းရောင်ကိုတစိမ့်တဒေတာပဲကထားနိုင်နေဆိုရင်တော့နေချက်ချင်းကလည်းတစိမ့်တစ်ပိုင်းပဲဖြစ်နေမှာဖြစ်ပါတယ်နေဆိုတာကကျွန်တော်တို့နဲ့အနီးဆုံးမှာရှိတဲ့ကျဲလဲဖြစ်တဲ့ကဘာဂျိုနဲ့မိုင်ပေါင်း92.9 တန်းကီလိုမီတာအဖြစ်149.6 တန်းကွာဝေးပါတယ်နေကလာတဲ့အပူနဲ့အလင်းရောင်ဟာကဘာဂျိုကြီးပေါ်ကသက်ရှိလောကကိုရှင်သန်အောင်ပြုလုပ်ပေးနေတာဖြစ်ပါတယ်နေရဲ့အေယာမဆွဲငင်အားကြောင့်နေစကြဝဠာအတွင်းကဂျိုတွေကိုသူ့အနားမှာဝိုင်းပြီးပတ်နေအောင်ထိန်းထားတာပေါ့အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်